ငယ်ရွယ်တဲ့စင်မလေးဟာပုတ်တင်ညိုတကောင်ကိုပထမဆုံးအကြိမ်မြင်လိုက်ရတဲ့အချိန်မှာတော့ဒေါသတကြီးနဲ့အားရပါရဟောက်လိုက်ပါတော့တယ်ဒါပေမဲ့သူလက်ကြည့်လိုက်တဲ့မိနစ်မှာပဲရှုံမြောင်ထဲကနေသူ့စီကိုဥတီပြီးအရှိန်ဟုန်နဲ့ပြေးဝင်လာကြတဲ့ဒေါနောအုပ်ကြီးကိုထိတ်လန့်ဖွယ်မြင်တွေ့လိုက်ရပါတယ်ဒီနေရာမှာဆက်နေရင်ဘလို့မှဘေးကင်းမှာမဟုတ်ဘူးဆိုတာကိုသူသိရှိသွားပြီးအသက်လူဖို့အတွက်အတင်းပြေးလွှားပါတော့တယ်တကယ်တော့ဒီဒေါနောအုပ်ကြီးဟာသူတို့ကိုလိုက်လံမဲလိုက်နေတဲ့ခွေးတွေကြောင့်ကြောက်လန့်တကြားနဲ့ပြေးနေကြတာဖြစ်ပြီးဒါတွေအားလုံးဟာတစုံတစ်ယောက်ကကြိုတင်စီမံထားတဲ့အကွက်တစ်ခုလိုဖြစ်နေခဲ့ရပါတယ်စင်ပါလေးဟာဒေါနောအုပ်ကြီးရဲ့ခြေထောက်အောက်မှာပြီးမိတော့မဲ့အချိန်မှာပဲရုတ်တရက်လမ်းကြောင်းပြောင်းပြီးကြောက်တုံးလေးတစ်တုံးရဲ့ကွဲရာမှာဝင်ရောက်ပုံအောင်လိုက်ပါတယ်ဒီလိုနည်းနဲ့သူအသက်ဘေးကလွတ်မြောက်ခဲ့ပေမဲ့အနေရကတော့လုံးဝမပြီးဆုံးသေးပါဘူးသူပုံးနေတဲ့ကြောက်နံရံဟာအရန်ကိုပါလွှာလုံးလာပြီးဘယ်ချိန်မဆိုပြိုကျသွားနိုင်တဲ့အခြေအနေဖြစ်နေခဲ့ရပါတယ်စင်ပါလေးဟာတတိမွေးပြီးထက်မှန်ပြေးလွှားခဲ့က6တွေ့နေတဲ့တစ်ပင်ကြီးတစ်ပင်ပေါ်ကိုအရှိန်နဲ့ခုန်တက်ပြီးတကိုင်းတစ်ခုပေါ်ကိုရောက်ရှိသွားခဲ့ပါတယ်ဒါပေမဲ့ဒေါနောအုပ်ကြီးရဲ့ပြေးလွှားမှုတန်းကအရန်ပြင်းထန်လုံးတာကြောင့်ဒီတစ်ပင်ကြီးဟာလည်းရေရှိခံမှာမဟုတ်ပါဘူးစင်ပါလေးတယောက်လက်လျှော့ရှုံးပေးတော့မဲ့အချိန်မှာပဲသူ့ရဲ့ဖခင်ဖြစ်သူမူဖာဆာဟာအချိန်မီရောက်ရှိလာခဲ့ပါတယ်မူဖာဆာကတားဖြစ်သူကိုမကြောက်ဖို့နဲ့အောက်ကိုဖြည်းဖြည်းချင်းဆင်းလာဖို့အားပေးစကားပြောကြားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအီယာမဒေါနွားကြီးတစ်ကောင်ကမူဖာဆာကိုပြင်းထန်စွာဝင်တိုက်လိုက်တာကြောင့်သူဟာအောက်ကိုပြုတ်ကျသွားခဲ့ရပါတော့တယ်စင်ပါလေးလည်းခြေချော်ပြီးအောက်ကိုလဲကျသွားခဲ့ရပြန်ပါတယ်ဒေါနွားအုပ်ကြီးဟာသူတို့ရဲ့ခေါင်းပေါ်ကနေအရှိန်ဟုန်နဲ့ဖြတ်တန်းပြေးလွှားနေကြတာဖြစ်ပါတယ်စင်ပါလေးဟာအခုအချိန်မှာတော့ကြောက်လန့်တုန်လှုပ်ခြင်းအပြည့်ချနေခဲ့ရပါပြီအဲ့ဒီနောက်မှာတော့မူဖာဆာဟာအတင်းခုန်တက်ပြီးစင်ပါကိုသူ့ရဲ့ပါးစပ်နဲ့ကိုက်ချီကဘေးကင်းတဲ့နေရာတစ်ခုစီအမြန်ပို့ဆောင်ပေးခဲ့ပါတယ်ဒါပေမဲ့မူဖာဆာကိုယ်တိုင်ကတော့ဒေါနွားအုပ်ကြီးကြားထဲမှာကြံရစ်ခဲ့ရပါတော့တယ်အပေါ်မှာရောက်နေတဲ့စင်ပါလေးကတော့သူ့ရဲ့ဖခင်ပြန်တက်လာမှာကိုရင်ထိတ်ထိတ်နဲ့စိုးရိမ်တကြီးစောင့်ဆိုင်နေခဲ့မိပါတယ်ခဏကြာမှာတော့မူဖာဆာဟာနေလက်မျိုးစုံနဲ့ကမ်းပါပေါ်ကိုအားခဲ့ပြီးပြန်လဲတက်လာခဲ့ပါတယ်စင်ပါလေးလည်းဖခင်ဖြစ်သူကိုမြင်လိုက်ရတဲ့အတွက်တပြင်းချနိုင်ခဲ့ပြီးဝမ်းသာအားရပြုံးပြလိုက်မိပါတယ်မူဖာဆာဟာသူ့မှာရှိတဲ့အားအင်နဲ့ထက်လက်မှုအားလုံးကိုသုံးပြီးအပေါ်ကိုရောက်လိုနီးပါးဖြစ်နေခဲ့တာပါနောက်ဆုံးခြေလန်းတလန်းသာလိုတော့တဲ့အချိန်မှာပဲရက်ဆက်လာတဲ့ရွှေကန်ဟာအပေါ်ကနေရုတ်တရက်ပေါ်လာခဲ့ပါတော့တယ်အတန်ကြာတဲ့အခါမှာတော့ဒရိဆန်အုပ်ကြီးရဲ့ပြေးလွှားမှုတွေဟာငြိမ်သက်သွားခဲ့ရပါပြီစင်ပါလေးအောက်ကိုဆင်းလာတဲ့အချိန်မှာတော့သူ့ရဲ့ဖခင်မူဖာဆာဟာတန်ရာတွေနဲ့မြေပြင်ပေါ်မှာလဲကျနေတာကိုကြေကွဲဖွယ်မြင်တွေ့လိုက်ရပါတယ်စင်ပါလေးဟာအားကိုးရမဲစွာနဲ့သူ့ဖခင်ကိုနှုတ်ဖို့အတွက်အသေးအတန်စူးစမ်းနေခဲ့မိပါတယ်သူ့ဖခင်ကိုညင်သာစွာပုတ်တက်နှုတ်ခဲ့ပေမဲ့ဒီတစ်ချိန်မှာတော့ဖခင်ဖြစ်သူဟာဘလို့မှပြန်ထမလာတော့ပါဘူးစင်ပါလေးဟာသူ့ဖခင်ရဲ့ရုပ်လောင်းကိုဖက်ပြီးအဲ့ဒီနေရာမှာတင်ငိုကြွေးနေခဲ့ပါတော့တယ်အဲ့ဒီအချိန်မှာပဲရွှေကန်ဟာသူ့ရဲ့နောက်ကနေဖြည်းဖြည်းချင်းလမ်းလျှောက်လို့ရောက်ရှိလာခဲ့ပါတယ်သူကဒါတွေအားလုံးဟာစင်မကြောင့်ဖြစ်ရတာလို့အပြစ်ပုံချပြီးမူဖာဆာတည်ဆုံးရတဲ့တာဝန်ဝတ္တရားအားလုံးကိုစင်မပေါ်လွှဲချပစ်လိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့သူကစင်မကိုဒီနေရာကနေအခုချက်ချင်းထွက်ပြေးသွားဖို့နဲ့မဟုတ်ရင်အခြားသားရဲတွေကသူ့ကိုတပ်ပစ်ကြလိမ့်မယ်လို့ချင်းချောင်မောင်းထုတ်လိုက်ပါတယ်အားကိုးရမယ့်နေရဲ့စင်မလေးဟာကြောက်လန့်တကြားနဲ့အဲ့ဒီနေရာကနေအဝေးကိုအတင်းပြေးထွက်သွားခဲ့ရပါတော့တယ်အဲ့ဒီနောက်မှာတော့မြူကိုးရဲကနေအမဲလိုက်ခွေးအုပ်စုဟာထွက်ပေါ်လာခဲ့ကြပါတယ်တကယ်တော့ဒါတွေအားလုံးဟာရွှေကန်ကြိုတင်ကြံစီထားတဲ့ကောက်ကျစ်တဲ့ထောင်ချောက်တစ်ခုဖြစ်ပြီးသူဟာအဲ့ဒီခွေးတွေကိုစင်မနောက်လိုက်တက်ဖို့ဆေးလွတ်ခဲ့တာဖြစ်ပါတယ်စင်ပါလေးဟာကြောက်လန့်တကြားပြေးလွှားရင်းလမ်းပြောက်ကနှက်ဆိုင်နဲ့6ကန်းပါးတဲ့ကိုပြုတ်ကျသွားခဲ့ရပါတယ်ခွေးတွေအဲ့ဒီနေရာကိုရောက်တဲ့ချိန်မှာတော့အောက်ခြေမှာဘာမှမမြင်ရလောက်အောင်မောက်မိုက်နေခဲ့ပါတယ်သူတို့တွေဟာစင်ပါတယောက်တေဆုံးသွားပြီလို့တွေးတော့ပြီးရွှေကန်စီကိုတရင်ကောင်းသွားရောက်ပို့ဆောင်ခဲ့ကြပါတယ်ရွှေကန်ဟာဘာတားစီမှမရှိပဲရာဇပလက်လင်ကိုလူယူနိုင်ခဲ့ပြီး Bright Land နယ်မြေရဲ့လုံခြုံရေးအတွက်ဆိုတဲ့အကြောင်းပြချက်နဲ့ခွေးတွေကိုနယ်မြေထဲခေါ်သွင်းလိုက်ပါတော့တယ်